ကိုတီတီရဲ့ YouTuber 101တင်တဲ့တကယ်ရောတန်ရလားတင်တာအောင်မြင်တဲ့ YouTuber တယောက်ဖြစ်ဖို့အတွက်ဘာလို့ရလဲဘာတည်တင်လဲမိတ်ဆွေတို့အောင်မြင်တဲ့ content creator ဖြစ်ဖို့အတွက်စတင်လေ့လာနေပြီဆိုရင်ဒီဗီဒီယိုကတင့်အတွက်အများကြီးအကျိုးရှိပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကရဲတရွက်ဖြစ်ပါတယ်ကိုတီတီကိုတိကြလားHello အားလုံးပဲမင်္ဂလာပါဒီအခုရောက်နေတဲ့နေရာကတော့မြင်ဘူးကြလားမြင်ဘူးကြမယ်လို့ထင်ပါတယ်2025ခုနှစ်မှာ content creation အစလုပ်ဖို့နောက်ကျနေပြီလားလုပ်မလဲပေါ့နော်ဒါမှမဟုတ် music copyright မိတာလားဘယ်လိုမျိုးမတည့်ရသူတွေရှိပါလိမ့်မယ်ဒါပေမဲ့ YouTube နဲ့ Facebook မှာ follower အများကြီးရှိတယ်မြန်မာနိုင်ငံရဲ့အောင်မြင်တဲ့ content creator ထဲမှာတယောက်အပါဝင်ဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲကိုတီတီတင်တဲ့ဖွင့်တာတွေ့တော့ကျွန်တော်တွားတက်ခဲ့ပါတယ်တင်နန်းကြီးက3သိန်းပေးရပြီးတော့ကျွန်တော်ဆက်တက်တဲ့အချိန်မှာစိုးရိမ်မှုရှိခဲ့ပါတယ်ဘာလဲဆိုတော့ကျွန်တော်ရင်စုံတန်းမှုတဲ့တင်နန်းတွေကဒီထက်မကများတဲ့အတွက်ကြောင့်ဒီတင်နန်းကကျွန်တော်တို့အထောက်အကူဖြစ်ပါမလားကျွန်တော်သိချင်တဲ့အချက်လက်တွေရောရောကြအောင်ဆိုတဲ့စိုးရိမ်ချက်ရှိခဲ့ပါတယ်နောက်ပိုင်းကျွန်တော်တင်နန်းဆက်တက်တဲ့အချိန်မှာအရင်ဆုံးတိလိုက်ရတာကကျွန်တော်လူငယ်တွေသူ့စီမှာအတူတင်တဲ့အချက်တွေအများကြီးရှိပါလားဆိုတော့ကျွန်တော်သိလိုက်ရတယ်။မောင်ဆုံးအနေနဲ့တင်ပေးတာတော့ YouTube အကောင့်စဖွင့်နည်းကစတင်ပေးပြီးတော့ content creator တွေအတွက်အဓိကလိုအပ်တဲ့ video editing အတွက်ကတ် Adobe Premiere နဲ့ Final Cut Pro ကိုတင်ပေးပါတယ်။ Final Cut Pro ကတော့ကိုတီတီကိုတိုင်တင်ပေးပြီးတော့ channel တွေကတော့သူ့မှန်မှအဖွဲ့ဝင်တွေကတင်ပေးပါတယ်။နောက်ပြီး content ရေးနည်းခေါင်းစဉ်ကိုလူစိတ်ဝင်စားအောင်ရေးနည်းနဲ့ကိုပန်ပန်းတိဆောက်နည်းအောင်မြင်တဲ့ YouTuber တယောက်ဖြစ်ဖို့အတွက်လိုတဲ့အချက်အလက်တွေကိုပြောပြတဲ့အပြင်အခြားပြင်ပဆိုင်တဲ့ knowledge share တွေနဲ့ပြီးပါတယ်။ video ကောင်းတစ်ပုဒ်ဖြစ်ဖို့အတွက်လိုအပ်တဲ့ mic camera lighting ပြောပြတဲ့အပြင်သူ့ရဲ့1000တန် project ကိုပြောပြတဲ့အချိန်မှာတီးလိုက်ရတာကကျွန်တော်ခံယူရတဲ့အချို့အရာတွေအချို့မာနတွေကမှားနေပါလားဆိုတာတီးခဲ့ရတဲ့အတွက်ကျွန်တော်ရွေးချက်ကိုမှန်သွားပါလားဆိုတာတီးလိုက်ရပါတယ်။တင်ပေးပုံစံကတော့ Telegram ကနေ video များတင်ပေးပြီးတင်နန်းပြီးတော့လည်း video များရှိနေမှာဖြစ်ပါတယ်။ zone live session ကတော့9ချိန်ရှိပြီးတစ်ကြိမ်2နာရီကိုတီကိုတိုင်တင်ပေးပြီးပတိရရှင်နဲ့တိုက်မေးလို့ရပါတယ်။ဇုံလိုက်မတက်ခဲ့ရတဲ့သူတွေအတွက်လည်း Telegram မှာပြန်တင်ပေးပါတယ်။ကိုတိုင်ပြုတ်ထားတဲ့ဗီဒီယိုများကို assignment ထပ်ကပြီးကိုတီကိုတိုင်စစ်ပေးပါတယ်။နောက်ဇုံလိုက် session မှာသူကိုတိုင်ရှင်းပြပြီးဘယ်လိုလုပ်ရင်ဘယ်လိုကောင်းမလဲဆိုတဲ့အရာလေးတိကျပြောပြပါတယ်။တနန်းတက်ပြီးမှအောင်မြင်သွားတဲ့သူတွေရှိလို့ကျွန်တော်သိတဲ့အောင်မြင်တဲ့သူတွေကလည်းတနန်းလာတတ်ကြ။အောင်မြင်တဲ့သူကတော့တနန်းတစ်ခုတည်းနဲ့မလုံလောက်ပဲကိုတိုင်စူးစမ်းအားထုတ်မှုလည်းလိုပါသေးတယ်။တနန်းတက်ဖို့စိတ်ဝင်စားတဲ့သူတွေကတော့YouTuber 101 B20 ကိုနိုဝင်ဘာလ6ရက်နေ့မှာတက်ဖွင့်မှာဖြစ်ပါတယ်။တင်နန်းကြီးကတော့3သိန်းကနေ5သိန်းဖြစ်လို့ပြောင်းသွားပါတယ်။ဒါပေမဲ့ကျွန်တော် YouTube နဲ့ရဲသေး 2.0 ကိုပြောပြီးအပ်မဆိုရှင်3သိန်း discount ရမှာဖြစ်ပါတယ်။5သိန်းကနေ4သိန်းပဲကျတဲ့မှာဖြစ်ပါတယ်။ဘယ်လိုလူတွေတက်တယ်လဲဆိုတော့ content creator ကောင်းတယောက်ဖြစ်ဖို့အတွက်ကြိုးစားနေတဲ့သူတွေကတော့တက်ဖို့အကြံပြုပါတယ်။ဒါပေမဲ့ကောက်ယူမိတွေကတော့လုံးဝမတက်တယ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ပတ်စံကုန်မှာစိုးလို့ပါ။ကျန်တဲ့